Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုချို TV ဝိုင် channel နေတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ sharing လုပ်ပေးမယ့်အကြောင်းအရာကြတော့ကျွန်တော်တို့ဖုန်းပြောင်းခဲ့လို့ရှိရင်ကျွန်တော်တို့ရဲ့ Android ဖုန်းတွေကိုဘယ်လိုရှာရမလဲဆိုတာပဲဖြစ်ပါတယ်ကျွန်တော်တို့တယ်လီဖုန်းပြောင်းခဲ့လို့ရှိရင် Android သူတစ်ပြည့် Android ဖုန်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ default setting ဖြစ်နေ Google ရဲ့ setting တစ်ခုဖြစ်တဲ့ Google Fi Hub ဆိုတဲ့ setting အဆိုလို့ရှိရင်ကျွန်တော်တို့ Android ဖုန်းတိုင်းမှာပါပြီးသားဖြစ်ပါတယ်အဲ့ဒီ Google ရဲ့ Fi Hub ဆိုတဲ့ application ကိုသုံးပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ပျောက်သွားတဲ့ဖုန်းရဲ့တည်နေရာကိုကျွန်တော်တို့လိုက်ရှာလို့ရပါတယ်။ရဲ့ Fi Hub application နဲ့ဘာတွေကိုရှာလို့ရလဲဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့ရဲ့ Android ဖုန်းတွေဖြစ်ပါတယ်။ဒုတိယကျတော့ကျွန်တော်တို့ tablet ဖြစ်ပါတယ်။တတိယကျတော့ Bluetooth နဲ့ jet တွေဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကကျတော့ tracker tag တွေပဲဖြစ်ပါတယ်။ Google account နဲ့ဝင်ထားတဲ့ဒီ Bluetooth နဲ့ jet ဖြစ်စေ tracker tag ဖြစ်စေကျွန်တော်တို့ Android ဖုန်းတွေကိုကျွန်တော်တို့Google Map ပေါ်နေပြီးတော့ဘယ်နေရာမှာကြံခဲ့တယ်ဘယ်နေရာမှာရှိနေတယ်ဆိုတာကို Fi Hub ဆိုတဲ့ application နဲ့ဝင်ပြီးတော့ကြည့်လို့ရတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ Fi Hub ဆိုတဲ့ application ရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Android ဖုန်းတွေ Xiaomi ဖြစ်စေကျွန်တော် Samsung ဖြစ်စေအဲ့ဒီဖုန်းတွေမှာအကုန်လုံးမှာ default setting ဖြစ်နေ Google setting တစ်ခုအနေနဲ့ပါပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ဖုန်းတွေကို location ကို on ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကဘယ်မှာပျောက်ခဲ့တယ်ဘယ်မှာကြံခဲ့တယ်ဆိုတာကိုအလွယ်တကူရှာလို့ရတာဖြစ်ပါတယ်Google ရဲ့ Fi Hub ဆိုတဲ့ application ဘယ်လိုသုံးမလဲဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံး setting ထဲသွားလိုက်ပါမယ် setting ထဲရောက်လို့ရှိရင် Google Service ဆိုတဲ့ဟာလေးတွေ့ပါမယ် Google Service ထဲကိုဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ Gmail တစ်ခုနဲ့ချိန်ထားလို့ရှိရင်ဒီနေရာမှာ Google Service ကိုကျွန်တော်တို့ဘယ်လိုသုံးမလဲဆိုလို့ရှိရင်Fi Hub ဆိုတဲ့ဟာလေးတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာ recommended ရဲ့အောက်မှာကျွန်တော်တို့ Fi Hub ဆိုတာလေးတွေ့ပါမယ်အဲ့ဒီ Fi Hub နေရာမှာကျွန်တော်ကကြတော့ download မဆွဲသားသေးတဲ့ခါကျတော့ download ဆိုတဲ့ဟာလေးပေါ်လာမှာဖြစ်ပါတယ် download လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် install Play Store နေပြီးတော့သူ့ဟာသူ install လုပ်နေမှာဖြစ်ပါတယ် install လုပ်ပြီးသွားပြီဆိုလို့ရှိရင် Google ရဲ့ Fi Hub ဆိုတာ application ကိုဖွင့်လိုက်ပါမယ်Google Fi Hub application ကိုဖွင့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Google ရဲ့ Gmail တစ်ခုနဲ့ဒီနေရာမှာချိန်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင် continue as ဆိုတာကိုသုံးလို့လည်းရပါတယ်ဒါမှမဟုတ်လို့ရှိရင် guest mode ကိုလည်းသုံးလို့ရပါတယ်ဒီမှာကျွန်တော်ကြတော့ continue as ဆိုတဲ့ဟာလေးပဲသုံးလိုက်ပါမယ်ကျွန်တော်ကြတော့ လက်ပွေနဲ့လောက်ထားတဲ့ခါကျတော့လက်ပွေနှိပ်ပါမယ်ဆိုတော့ဒီလိုမျိုးမြေပုံလေးပေါ်လာပြီးတော့ my device ပေါ်လာမှာဖြစ်ပါတယ်ကျွန်တော်ဒီ Google နဲ့ချိန်ထားတဲ့ device phone device က2မျိုးရှိတဲ့အခါကျတော့ဒီ device 2မျိုးလုံးပေါ်ပြနေတာဖြစ်ပါတယ်ဒီဘက်မှာကျတော့ people ရှိပါတယ်ဆိုတဲ့အခါကျတော့ဒီမှာ file app ဆိုကျွန်တော်တို့ Google Map ကိုပိတ်သုံးမလားဆိုလို့ရှိရင်ဒီမှာ file using this app ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်အလားကိုနှိပ်ပါမယ်ဆိုတော့အခုဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းရှိနေတဲ့နေရာဒီနေရာကိုကျွန်တော်တို့ Google Map နေပြီးတော့ပြပေးနေတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော် Redmi 4DC ဖုန်းလေးကိုနှိပ်ရှာမယ်ဆိုလို့ရှိရင် Redmi 4DC ကိုနှိပ်လိုက်ပါမယ် Redmi 4DC ကိုနှိပ်လိုက်လို့ရှိရင်နောက်ဆုံးရှိနေတဲ့ဟာကိုbattery percent ကြတော့ 61% ရှိပြီးတော့ Wi-Fi ချိတ်ထားရဲဆိုတာကိုပြနေတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာဒီဖုန်းကိုကျွန်တော်ရှာမယ်ဆိုလို့ရှိရင်ဒီဖုန်းကိုကျွန်တော်တကယ်လို့ပြောင်းနေလို့ကျွန်တော်ရှာမယ်ကျွန်တော်အနီးနားမှာပဲရှိမယ်ဘာညာဆိုလို့ရှိရင်ကျွန်တော် Play Sound ဆိုတဲ့ခလုတ်လေးကိုနှိပ်ပါမယ်အခုဆိုလို့ရှိရင်ကျွန်တော်ဖုန်းကကျွန်တော်ဒီဘက်မှာရှိတဲ့ဖြစ်တဲ့အတွက်ကျွန်တော်ဒီတယ်လီဖုန်းရဲ့အတန်ကိုကြားနေရတာဖြစ်ပါတယ်ကျွန်တော်မလိုတော့ဘူးဆိုလို့ရှိရင် stop sound ဆိုတာကိုနှိပ်ပါမယ်နောက်တစ်ခုကကြတော့ mark as lost ဆိုတာကျွန်တော်တို့ပျောက်သွားပြီဆိုလို့ရှိရင်ဒီခလုတ်လေးကိုနှိပ်ရမှာဖြစ်ပါတယ်တကယ်လို့ get direction ကိုသုံးမယ်ဆိုလို့ရှိရင်ဒီဖုန်းကဘယ်မှာရှိလဲဆိုတာကို direction ကြည့်တာဖြစ်ပါတယ် direction လေးကိုသွားနှိပ်လိုက်မယ်ဆိုလို့ရှိရင်အခုကျွန်တော်ရှိနေတဲ့နေရာနဲ့ကျွန်တော်တယ်လီဖုန်းရှိနေတဲ့နေရာကိုသူကနေပြီးတော့ Google Map နေပြီးတော့ direction သွားယူလို့ရတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ရဲ့Redmi 4DC ရဆိုလို့ရှိရင်ကျွန်တော်နဘေးမှာပဲရှိတဲ့ခါကျတော့ location ကထပ်တူဖြစ်နေပါတယ်တကယ်လို့တခြားနေရာမှာရှိမယ်ဆိုလို့ရှိရင်အခုအပြိုင်အောင်ပြထားတဲ့ကျွန်တော် location နဲ့အနီအောင်ပြထားတဲ့ပြသွားတဲ့ဖုန်းရဲ့ location ကိုအနည်းဆက်ဆုံးသွားကြည့်လို့ရတာဖြစ်ပါတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့အခုဆိုလို့ရှိရင် Google ရဲ့
application တစ်ခုဖြစ်တဲ့ Google Hub application နဲ့တုံးပြီးလို့ရှိရင်ကျွန်တော်တို့ဖုန်းကိုဘယ်မှာရောက်နေတယ်ဘယ်နေရာမှာပျောက်ကျန်ခဲ့တယ်ဆိုတာကိုသွားကြည့်လို့ရတာဆိုတာကိုကျွန်တော်ဒီဗီဒီယိုဒီ tutorial မှာကျွန်တော်တင်ပြပေးလိုက်ရတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုဆုံးတဲ့တိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်လည်းဒီလိုမျိုး tutorial ဗီဒီယိုတွေကိုဆက်လက်ပြီးတော့တင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကိုကိုချို TV ပိုင်းဆိုတဲ့ channel ကို subscribe လေးလုပ်ပေးခဲ့ကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ